ကျွန်တော်ကအထက်တန်းကျောင်းသားတယောက်ပါဒါပေမဲ့အတန်းထဲမှာကျွန်တော်ကိုပေါင်းထင်းမဲ့သူတယောက်မှမရှိခဲ့ဘူးဒါဒီအားလုံးဟာအမိကြောင့်ပေါ့ကျွန်တော်ဟာအမြဲတမ်းဝမ်းထဲထိကျက်နေရတယ်တငယ်ချင်းမရှိအပေါင်းအသင်းမရှိနှုတ်ဆက်ဖို့မရှိစကားပြောဖို့မရှိကျွန်တော်ဟာအမိကြောင့်အမြဲတမ်းအရှုံးတမဖြစ်ခဲ့တယ်ကျွန်တော်အမိကိုမုန်းတယ်ကျွန်တော်အမေကနေ့တိုင်းသူများအိမ်နေမှာအဝိရှော်ရတဲ့အလုံးလောက်တယ်ခွာတယ်ပေါ့ဒီရက်ကွက်အလုံးကအမေကိုသဘောအရန်ကောင်းတယ်လို့ပြောကြတယ်ဘယ်အိမ်ကခေါ်မငီးမညူနဲ့ချက်ချင်းသွားပေးတယ်အလုံးလုံးတဲ့နေရာမှာလဲစေတနာပါလို့ဒီရက်ကွက်အလုံးကအမေမအမေပဲအဖေမရှိတော့တဲ့ကအမေကဒီအလုပ်ကိုလုပ်တယ်အဖေရှိနေကျွန်တော်လည်းဒီလိုခံစားရမှာမဟုတ်ဘူးဒါတွေဟာအမေကြောင့်ကြီးပဲအဖေထွက်သွားတာလဲအမေကြောင့်အတန်းထဲမှာခွာတယ်မှသာဆိုပြီးဘသူမှအဖတ်မလုပ်တာလဲအမေကြောင့်အဆိုးဆုံးကအမေကကျွန်တော်နဲ့အတန်းတူတဲ့ចောင်းသားတွေရဲ့အိမ်ဒီမှာလဲအဝတ်လိုက်လျှော်တယ်သူတို့တွေကျွန်တော်ကိုကြီးတဲ့မျက်လုံးတွေကိုမုန်းတယ်သူ့အမေဟာငါတို့အိမ်မှာဒီအလုံးကိုလူရတာကွာဆိုပြီးမကြားတကြပြောတာကိုလည်းမုန်းတယ်တချို့ကဆိုစက်ပြစောနန်းတွေကွာဆိုပြီးလူကိုထင့်ကိုပြောတာကိုလည်းမုန်းတယ်အမေကြောင့်ကျုပ်ပြောခနေရတာသူသိရှက်တယ်ဒီနေ့မှာတော့ကျွန်တော်ဘလူးမမနေနိုင်တော့အမေကိုပြောလိုက်တယ်အမေဒီအလုပ်မလုပ်တော့နဲ့တခြားအလုပ်တစ်ခုခုပြောင်းလုပ်ပါအမေကတော့တိုးတိုးလေးပြန်ပြောတယ်ဒီအလုပ်ကအစင်းကြီးပါတယ်တားရည်တယ်အဲ့ဒီစကားကိုကြားတဲ့ချိန်မှာကျွန်တော်ပိုပြီးစိတ်ဆိုးသွားခဲ့တယ်အမေမရှက်ဘူးလားကျွန်တော်ပါဇက်ကအမေကိုနှိမ်ချတဲ့စကားမျိုးစုံထွက်လာတယ်အမေကတော့ဘာမှမပြန်ပြောဘဲအဝတ်တွေကိုပဲဆက်လျှော်နေခဲ့တယ်အဲ့ဒီနေရာစားပြီးကျွန်တော်အမေကိုရှောင်နေခဲ့တယ်စကားမပြောချင်တော့ဘူးဒါပေမဲ့ညတိုင်းအမေကကျွန်တော်ကိုစီးတစ်ခွက်အမြဲလာတိုက်တတ်တယ်ဒီစီးတွေကငငယ်လေးတွေကအမြဲတောက်နေရတဲ့စီးအဖေကိုခေါ်ပြီးအဖေရှိရင်ကျုပ်ဒီလိုဖြစ်မှာမဟုတ်ဘူးဒီစီးတွေလည်းမတောက်ချင်တော့ဘူးတနေ့မှတော့ကျွန်တော်အတန်းထဲမှာစာသင်နေရင်မိုးလဲသွားရဲတယ်နိုးလာတော့ဆေးရုံထဲမှာအမေကကျွန်တော်ဘေးမှာထိုင်ပြီးကျွန်တော်လက်ကိုတင်းတင်းဆုပ်ခိုင်းထားတယ်ဆရာဝန်တွေကအမေကိုတွတ်နဲ့မာနေလေဘာဒီမာနေလဲဆိုတာတော့ကျွန်တော်မသိဘူးကျွန်တော်ဟာငငယ်တုန်းကလီမာလဲကောင်လေးတယောက်ပါအဖေရောအမေရောရှိတော့မှာပေါ့အဖေအိမ်ပြန်လာကိုသားမီးနဲ့အောင်နေ့တိုင်းအတူတူစောင့်ကြတယ်အမေကပုံမြင်လေးတွေပြောပြတယ်တချင်းလေးတွေဆိုပြတယ်ဒီနေ့တော့အဖေနဲ့အမေနဲ့အကြီးအကျယ်စကားများတယ်အဖေအိမ်ပေါ်ကဆင်းသွားခဲ့တယ်အဲ့ဒါတွေဟာအမေကြောင့်ဆိုပြီးကျွန်တော်ကအမေကိုအယမ်းမုန်းနေခဲ့တာပေါ့ဆေးရုံကဆင်းပြီးနောက်ရက်မှာတော့အမေကကျွန်တော်ကိုဖိကြောင်းတွေကိုအကုန်ပြောပြခဲ့တယ်အရင်ကကျွန်တော်ကငယ်နေသေးတော့ပြောချင်မတန်သေးလို့တယ်ကျွန်တော်မှာငနေကလေးကယောဂတစ်ခုရှိနေခဲ့တာတွေးဖြူအားနေတဲ့ယောဂတွေညတိုင်းတောက်နေရတဲ့ဆေးတွေကကျွန်တော်အသက်ရှင်ဖို့အရေးကြီးတဲ့ဆေးတွေထင်နေခဲ့တယ်ဆေးတွေကတရက်မှပြတ်လို့မရတဲ့အပြင်ဒီဆေးတွေကဈေးအရင်ကြီးတယ်အဖေကကျွန်တော်ရဲ့ယောဂအခြေအနေကိုတီးတော့မိဘမဲ့နေရာတစ်ခုမှာတွားထားဖို့နဲ့အဲ့ဒီနေရာကပဲကျွန်တော်ယောဂကိုတဘောအလုံးအကုန်ချခံပြီးကုသပေးလိမ့်မယ်လို့ပြောခဲ့တယ်ဒါပေမဲ့အမေကဘလို့မှလက်မခံခဲ့ဘူးကျမရဲ့သားကိုကျမကိုယ်တိုင်စောင့်ရှောက်နိုင်တယ်လေအဲ့ဒီအချိန်မှာအဖေကဒီကောင်စီကုသစရိုင်းနေတင်ငါနွားဖြစ်လိမ့်မယ်မင်းငါနဲ့မင်းရဲ့သားတစ်ခုခုကိုရွေးတဲ့အမေကကျွန်တော်ကိုပဲရွေးချယ်ခဲ့တယ်ဒုက္ခပေါင်းဆုံးဆင်းရဲပင်ပန်းမှုဆုံးရင်စီးခံရမယ့်လမ်းကိုရွေးခဲ့တယ်အဖေဟာအမေကြောင့်ကျွန်တော်တို့ကိုစွန့်ပစ်ခဲ့တယ်ထင်ပြီးကျွန်တော်ကအမေကိုအမုန်းကြီးမုန်းနေခဲ့တာအခုကကျွန်တော်ကြောင့်အဖေကအိမ်ကထွက်သွားခဲ့တာပြီးတော့ဒီခွာတဲ့အလုပ်ကိုအမေဘာလို့လုပ်ရတာလဲဘာလို့အိမ်တကာအဝတ်လိုက်လျှော်ပြီးအရှက်မရှိသလိုနေခဲ့တာလဲအားလုံးကကျွန်တော်အသက်ပြဖြစ်နေခဲ့တာပါကျွန်တော်တုံ့လုတ်သွားခဲ့တယ်နေတိုင်းအဝတ်တွေလျှော်နေရခဲ့အမေလက်တွေမှာအသားမာတွေတတ်နေခဲ့ပြီရီနဲ့အမြဲထိတွေ့နေရလို့အမေရဲ့လက်တွေအညွန့်ရောင်တောင်တားနေခဲ့ပြီဒါပေမဲ့အမေဟာဘယ်တော့မှမရက်တန့်သွားခဲ့ဘူးသူနေမခေါင်းရင်တောင်သူ့အလုပ်ကိုမပြတ်ယွင်းစီခဲ့ဘူး
ကျွန်တော်အတွက်ဆက်လုံနေတော့မယ်ကျွန်တော်မျက်ရည်တွေမထိန်နိုင်တော့ဘူးအမေလှုပ်ထော်လိုက်တယ်အမေကပြန်လှည့်ကြည့်ပြီးအပြုံးလေးတစ်ခုပြုံးပြတယ်ဘာဖြစ်လို့လဲသားရဲ့အဲ့ဒီအချိန်မှာကျွန်တော်စကားတော့မပြောနိုင်တော့ဘူးအမေစီပြန်ပြေးသွားပြီးအမေကိုတင်းတင်းဖတ်လိုက်တယ်တောင်းပန်ပါတယ်အမေကျွန်တော်ဒါတွေကိုမသိခဲ့ဘူးအမေကတော့ဘာမှမပြောဘဲကျွန်တော်ခေါင်းကိုအသားအရာလေးပုတ်တက်ပြီးနေခဲ့တယ်အခုမှကျွန်တော်နားလဲလာတယ်အမေမရှက်ခဲ့တာမဟုတ်ဘူးအမေအဖေမရှိတော့တယောက်တည်းအားငယ်ခဲ့မှာပဲဒါပေမဲ့အမေအတွက်အရေးကြီးဆုံးကသူ့ရင်ခွင်ထဲကနေကျွန်တော်ကိုအရေးတကြီးကြီးနဲ့ပြုစုဆောင်ရှောက်ဖို့ကျွန်တော်အသက်ရှင်နေရဟိုပဲဖြစ်ခဲ့တာပါကျွန်တော်အမေကိုမုန်းခဲ့တယ်ဒါပေမဲ့အခုတော့အမေကိုအယမ်းချစ်တယ်